အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်တိုင်2 channel 2ကနေပြန်လည်ပြီးကြိုဆိုပါရစေဗျအဲ့တော့ကျွန်တော်ရဲ့ channel ကို like subscribe မလုပ်ရသေးရင် like subscribe လေးလုပ်ထားပေးဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်ပြီး like subscribe လုပ်ပြီးသားသူတွေကလည်းကျွန်တော်ဗီဒီယိုတင်နိုင်မြောင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးအောင်မှာလက်မလေးတစ်ချက်စီလောက်အပိုင်းမကြည့်နှိပ်ပေးပါဦးဗျနော်အဲ့တော့ဒီနေ့ထွက်သွားတဲ့ကဏ္ဍမှုလေးကရန်ကောင်းတယ်ဗျနော်8386နော်ကျွန်တော်တပတ်စာမှာကျွန်တော်ဟူးမကျော် group ပေးထားတဲ့ထဲကဒီတခွေတစ်ခုကြံမယ်ပေါ့နော်ဒါပေမဲ့ဒီခွေက sorry ဒီခွေကလည်း9ဘူးဆိုထွက်သွားပြီနော်9ဘူးလို့တော့ထွက်ပြီလို့တော့ကျွန်တော်မယူဆသေးဘူးဒါပေမဲ့မထွက်ဘူးပေါ့ဗျပတ်တီးရဲ့3ညပတ်တီးထွက်ပြီ3ပတ်တီးထွက်ပြီဟုတ်ပြီနော်ပတ်ရွေးခွက်တွေတော့မပါဘူးဗျနော်ရွေးခွက်တွေတော့မပါဘူးဒီအခွေနှစ်ခုကဆိုရင်ဒီ9ဘူးတစ်ခုရဲနဲ့တော့ပါသွားတော့ဒါပေမဲ့ကြံတဲ့ဟာတွေလည်းကျွန်တော်လာလေအောင်မယ်လို့ကျွန်တော်ထင်တယ်နော်မွေးခွက်ကဒီမှာ6860အောက်ကပဲ2ခွက်ထွက်သွားတယ်ဘရိတ်က3ဘရိတ်ထွက်ပြီ1ဘရိတ်ထွက်ပြီ1ဘရိတ်မှာတော့ရွေးခွက်မပါဘူးခံမှန်းကအပူထွက်တယ်ပါဝါထွက်တယ်နက်ခတ်ကြံမယ်ဟုတ်ပြီနော်ဒါကတပတ်စာပေါ့ကျွန်တော်ကအခုကျွန်တော်မန်ပါမခေါ်ဘူးပြီးခဲ့တဲ့ channel တွေကလည်းဘောနော်ပြတ်သွားတဲ့ channel တွေကကျွန်တော်မန်ပါမခေါ်တာပါမန်ပါမခေါ်အခုကျွန်တော်ပေးတဲ့ဒီနောက်ပတ်လည်းကျွန်တော်ပေးမဲ့ပတ်တီးက3ရက်အတွင်းထွက်မဲ့ပတ်တီးပဲပေးမှာနော်အခုကျွန်တော်ပေးထားတဲ့ဒါ3ရက်အတွင်းပတ်တီးကျွန်တော်အားကြောင့်3ညနဲ့3နဲ့ကိုကျွန်တော်ဘူးမကျော်ဆိုပြီးကျွန်တော်ရွေးထည့်ပေးထားတာဟုတ်ပြီနော်အဲ့တော့ဒါကတပတ်စာပေါ့နော်ကြံရင်ဒီမွေးခွက်ကြံမယ် convert ကြံမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့မှာဆိုရင်ဒီတစ်ပတ်3ရက်ရှိပြီလုံးပိုင်း3ရက်ဇက်တိုက်အောင်တယ်ဒီနေ့ဆိုလဲ10ပတ်တီလုံး10လုံးပိုင်းအောင်တယ်3ပတ်တီအောင်တယ်နေကုန်2ကွက်ကောင်း83တဲ့ထွက်တယ်ဟုတ်ပြီနော်ခံမှန်းပတ်တီ23ပတ်တီ3ပတ်တီထွက်တယ်3ရက်ဇက်တိုက်ကျွန်တော်ဒီကပေးတဲ့2ရက်တွင်ပေးတဲ့ပတ်တီတိုင်းထွက်တယ်ပတ်တီမထွက်တာမနေ့ရက်တရက်4နှစ်ပတ်တီပေးတော့တရက်ပဲမထွက်တယ်လုံးပိုင်းက3ရက်ဇက်တိုက်ထွက်ထားပါတယ်ဗျနော်ဒါတော့ဟိုကြွားပါကျွန်တော်မဟုတ်ပါဘူးကျွန်တော်ထွက်ထားတဲ့ဟာလေးတွေကိုကျွန်တော်ပြောပြတာပါဗျာနော်ဒီနေ့ break ဆိုရင်4 break အောင်သွားတယ်ဟုတ်ပြီနော်ကဲအဲ့တော့မနက်ဖြန်မှာဒါကတော့မနေ့ကကျွန်တော်ပေးထားတဲ့မူလေးတွေပါနော်နှစ်ခွန်း93ည break ကမနက်ဖြန်1ရက်ပဲကျန်တော့မယ်နော်နှစ်ခွန်း93ည break ကမနက်ဖြန်1ရက်နက်ခတ်ပူကလည်းမနက်ဖြန်1ရက်တင်းနဲ့960ခွေရတော့မနေ့ဖက်တဲလောက်ပဲလိုက်ပြီးဆက်မလိုက်နဲ့တော့နော်ကဲအဲ့တော့ဒီနေ့ထွက်ထားတဲ့ကဏ္ဍကမနက်83ညနေ86နော်83နဲ့ပတ်သက်တာကျွန်တော်ပြောမယ်83အထွက်ရင်4ခွန်တကွက်ကောင်းမွေးနော်4ခွန်တကွက်ကောင်းမေးပါမွေးပါပေါ့နော်ပြီးရင်အဲ့38နဲ့ပတ်သက်လာရှိရင်ပြီးရင်ဒီမှာမေးစုမနက်83ညနေ86အလဲပါဝါဖြစ်နေမနက်ညကနန်းခွေထိုးဆိုရင်368အပူးပါအခွေဒီတစ်ပတ်ကြာတာပြီးတောက်ကြထွက်မထွက်နောက်တစ်ပတ်တနင်္လာအင်္ဂါ2ရက်အတွင်းထွက်လိမ့်မယ်ဒီအခွေကမမေ့ပါနဲ့အပူးပါနော်အခွေလာပါလိမ့်မယ်ဟုတ်ပြီနော်ပြီးရင်ဟောဒီမှာဒီမနက်ထိတ်နဲ့ညနေထိတ်တူတယ်အဲ့လိုမနက်ထိတ်နဲ့ညနေထိတ်တူရင်4-9ပိုင်းသို့မဟုတ်4-9 break အဲ့ဒီမှာ4-9ပိုင်းကိုကျွန်တော်ပို့ကြိုက်တယ်4-9ပိုင်းဆိုကျွန်တော်အဲ့4-9အာတကွက်ကောင်းကိုကြိုက်တယ်နော်4-9အာတကွက်ဟုတ်ပြီနော်ပြီးရင်ဒီနေ့လဲမူတော့နည်းနည်းများတယ်ပဲဒါမျိုးဆိုကြိုက်မှယူတော့ကျွန်တော်ရှိသမျှကျွန်တော်သိသမျှကျွန်တော်မှတ်ထားသမျှစုထားသမျှမူတွေကျွန်တော်အကုန်ချက်ပြပေးတယ်အလဲပါဝါဖြစ်နေ2ခွန်3ည5အပူပါဒီကောင်ကျွန်တော်အရင်ကြိုက်တယ်နော်2ခွန်3ည5အခွေ
ကျွန်တော်ကြိုက်တယ်ဟုတ်ပြီနော်နှစ်ခွင်3ညာ5ခွေကောင်းလဲကောင်းတယ်ကြိုက်လဲကြိုက်တယ်ဟုတ်ပြီနော်ပြီးရင်အဲ့လိုမနက်ထိတ်နဲ့ညနေထိတ်တူရင်ဒီနှလုံးကိုပေါင်းဒီပေါင်းတော့1နဲ့8နဲ့ပေါင်းတော့9ရဲ့ power 4 9ရဲ့နှက်ခက်က6 9 4 6 break 2ရက်အတွင်းလာမယ်အဲ့9 4 6 break ကိုဘာနဲ့တွဲလဲဆိုတော့နှစ်ခွန်9 4ကီးနဲ့အဲ့9 4 6 break ကိုတွဲဆော့ဟုတ်ပြီနော်နှစ်ခွန်4 9ကီးနဲ့9 4 6 break အဲ့ဒီကောင်ကျန်2ရက်100ရာခိုင်နှုန်းပဲ2ရက်လုံးမှာတောင်ဆင်းနိုင်တယ်ဟုတ်ပြီနော်ကဲအဲ့တော့4 9တလုံးကကျွန်တော်ဘာကြောင့်ကြိုက်လဲဆိုတော့ဟောဒီမှာ6နောက်ပိတ်ထွက်ထားတယ်ဒီ6နောက်ပိတ်ထွက်ထားရင်လေ4 9တလုံးလာမယ်ဟုတ်ပြီနော်ကဲအဲ့တော့ဒါကခုကျွန်တော်ဒီနေ့ရတဲ့အမူလေးကနေကျွန်တော်ရှင်းပြပေးတာပြီးရင်ဟောဒီမှာ power ထွက်ထားတယ် power ထွက်ရင်2ရက်အတွင်း break ဆိုရင်38 break ဒါပေမဲ့ဒီ38 break ကရံဖန်ရံခါမှာပြတ်တတ်တယ်ကျွန်တော်ကြိုက်တာကဟိုက်946နဲ့2ခွန်4 946 break နဲ့2ခွန်4 9ကီအညီထိုးအဲ့ဒါကျွန်တော်ကြိုက်ဆုံးပဲအခွေတီးတန့်ထိုးရင်2ခွန်3ညာ5အခွေထိုးဒီ368အခွေကမွေးရမယ့်အခွေဟုတ်ပြီနော်ကဲအဲ့တော့ကျွန်တော်တို့နေလိုက်သွားကြအောင်နော်ကျွန်တော်ဒီအလုပ်ထဲမှာဆိုနည်းနည်းစောစောစကားများတာလို့ဟုတ်ပြီနော်ကဲဒါလေးကိုစကွန်ရှော့ရရင်ရိုက်ယူထားလိုက်ဟုတ်ပြီနော်အဲ့တော့မနက်ဖြန်မှာကျွန်တော်မနက်ဖြန်အတွက်ကျွန်တော်ရဲ့နေကုန်လုံးမိုင်ဆိုရင်တစ်တလုံးရှိမယ်နော်နေကုန်ပတိက4နှစ်ပတိရှိမယ်နော်နေကုန်ပတိက4နှစ်ပတိကီးခွေဆိုရင်983ကီးခွေဒီကနေအပြီးထွက်မယ်ဆိုရင်နှစ်ခွန်ရယ်sorry နှစ်ခွန်နဲ့နှစ်ရှစ်ပေါ့နော်နှစ်ခွန်နဲ့နှစ်ရှစ်ကျွန်တော်ကြိုက်တယ်ဟုတ်ပြီနော်နေကုန်ထိုးခွက်ဆို4နဲ့ဆိုရင်4ခွန်4နှစ်4ရှစ်4 3နှစ်နဲ့ဆိုရင်နှစ်ခွန်နှစ်နှစ်နှစ်ရှစ်နှစ်3အားရလားမြင်ရနော်ဟုတ်ပြီနော်နှစ်3အားဆိုရုပ်ကထားအဆင်မပြေအဲ့တော့ဒီထဲမှာဆိုကျွန်တော်ကြိုက်တာက4ခွန်ရယ်4ရှစ်ရယ်4 3ရယ်ဒီ3ဘက်ကြိုက်တယ်နှစ်နဲ့ဆိုရင်နှစ်ခွန်ကြိုက်တယ်နှစ်ရှစ်ရယ်နှစ်ပူးရယ်နော်အဲ့တော့မနက်ဖြန်အတွက်ကျွန်တော်ရဲ့ break ဆိုရင်1 break 2 break 4 break 10 break ရှိမယ်တချို့ကကျွန်တော်ဖုန်းဆက်တယ်ဆရာ break 4 လုံးပေးတယ်တစ်လုံးတော့ short ပေးပါလားလို့ short ပေးလိုက် short ပေးတဲ့အလုံးထွက်သွားရင်လည်းမကောင်းဘူးလေအဲ့တော့မင်းဆိုကြိုက်တဲ့ဟာတော့ရွေးပြီးထိုးကြပါတော့ကဲအဲ့တော့ဒီ break ထဲမှာဆိုရင်2 break နဲ့10 break ကိုကျွန်တော်ကြိုက်တယ်4 break အရင်1 break နဲ့မကြိုက်ဘူးကျွန်တော်နော်အဲ့တော့ဒီမှာကြည့်အလဲ power ဖြစ်လို့386အခွေလာမယ်လို့ပဲကျွန်တော်ရေးပေးထားပါတယ်ဗျာနော်ကဲအဲ့ဒီတော့ပါမယောဆိုရင်4ခွန်4နှစ်4ရှစ်နော်ဒူမယောဆိုရင်2ခွန်2 1 2ခွန်2 1ရယ်2 3နော်2ခွန်2 1 2 3အောင်ပါနေကုန်နှစ်ကွက်ကောင်းဆိုရင်1 4နဲ့1 2နော်နေကုန်နှစ်ကွက်ကောင်းอ่ะ1 4နဲ့1 2ပါအဲ့တော့ကျွန်တော်နေကုန်တစ်ကွက်ကောင်းပေးပါဆိုရင်တော့ဖြင့်ဒီ6အားပါဗျနော်နေကုန်တစ်ကွက်ကောင်း၄6အားအဲ့တော့ထုံးစံတိုင်းလေးကျွန်တော်ပေးမယ်ဇာတာပရိ
တောက်ကြပေါ့နော်နေ့ရက်အတွင်းမှာတင်းနှစ်ပတ်တီသတိထားပါလာပါလိမ့်မယ်နော်တင်းပတ်တီသမားတင်းနှစ်ပတ်တီကိုစက်ကြိုက်တာပြီးတော့ကျွန်တော်မနေ့ကဒီ60ထွက်ထားခြင်းကြောင့်က၄ပတ်တီကတအားအကောင်းတယ်နော်၄ပတ်တီလေးလည်းအကောင်းတယ်အဲကြောင့်မလို့ကြံ၄ချိန်ပေါ့နော်ကျွန်တော်ခါရေးပြီးအခွေဆိုရင်2.49အခွေပြန်ကြရင်အပူသတိထားဟုတ်ပြီနော်ကဲဒါကတော့ကြာသပတေးနေ့တော့ပါအဲ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်မျိုးတွေကြာသပတေးနေ့မှာလည်းပို့ရူးနေလို့ဆက်လက်အောင်မြင်ကြပါစေကျွန်တော်တနေ့ကပေးထားတဲ့ဒီ၅ခွက်ကတော့ကျွန်တော်တစ်ခါမှမပေါက်ဘူးဗျာတကယ်ပြော4 5 4 6 4ခွန်5 6 5ခွန်ဟဲ့5ခွက်ကလာကိုလာပြရမယ်ခုချိန်ကြီးချမပေးလို့ကျွန်တော်လည်းစဉ်းစားလို့မရဘူးခင်ဗျတစ်ခါမှပြက်ပင်မရှိဘူးအဲ့ဒီကဒီ၅ခွက်ကိုချပေးတဲ့မူကတစ်ခါမှပြက်ပင်မရှိဘူးဒီခါကျမှကြာနေတယ်နော်ဒါကျွန်တော်အပွင့်လေးဆုံးပြောပြတာဟုတ်ပြီနော်အော်မနေ့ကကျွန်တော်ငါးပူးမူကိုကျွန်တော်ရေးပေးဖို့လွဲသွားတယ်ဗျနော်ငါးပူးမှာပါလဲဆိုတော့9 3 ချင်းနဲ့6ဆို6 1 9အဲ့တော့ထွက်မယ်ဆိုရင်5 6 5 1 5 9 3 6 3 1 3 9ဒါလေးပါနော်အမှားပြင်လေးအဲ့လေးငါးပူးမူကတကယ်လို့ငါးပူးမူကြိုက်ရင်လည်းကြိုက်တဲ့ဟာကိုလိုက်ကြပါဗျာနော်အဲ့တော့ဒါကကျွန်တော်ဒီနေ့ရတဲ့မူဟုတ်ပြီနော်ဒါကငါးပူးမူကနေရတဲ့မွေး6ကွက်ဒါကကျွန်တော်ဟိုဇောင်းတူကနေရတဲ့6ကွက်ဒီဆိုကြိုက်တဲ့ဟာကိုလိုက်ကျွန်တော်အကုန်လုံးကျွန်တော်သိသမျှတွေ့သမျှကိုချဆရာပေးတာများတယ်ရွေးရခက်တယ်ဆိုရင်လေကိုမှလုံးမိုင်ရှိရင် position brain နဲ့ညှိလိုက်ပါအကောင်းဆုံးကကျွန်တော်ဒီနေကုန်နဲ့ဒီ brain နဲ့ကိုညှိလိုက်ပါဟုတ်ပြီနော်ကဲအဲ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်မျိုးတွေကြာသပတေးနေ့မှာလဲဆက်လက်အောင်မြင်ကြပါစေလို့ဆုမကောင်းတောင်းတယ်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာနေရန်နာလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ဖို့တကယ်ချင်းအချင်းချင်းမိတ်ဆွေတွေများရှိရင်လည်းပြောပေးကြပါလို့မေတ္တာရက်ခံပါတယ်ဗျာအားလုံးကျေးဇူးပါဗျကျွန်တော်ခုလိုဗီဒီယိုလွှင့်ရတော့ဗီဒီယိုကရှည်တင်လို့မရဘူးအတူဖြစ်တော့ကျွန်တော်ကြပြလေးရှင်းပြခြင်းဖြစ်တဲ့ live လွှင့်နေရင်ကျွန်တော်အချိန်ယူပြီးအများကြီးကျွန်တော်ရှင်းပြပေးလို့ရပါတယ်ဗျဟုတ်ပြီနော်ကဲအဲ့တော့အားလုံးကျေးဇူးထူးပါဗျ